55လွာမှာရှိတဲ့ Arabica Coffee Shop ကဲတော့ဒီ coffee shop ကိုသွားမယ်ဆိုလို့ရှိရင်တော့သူတို့ကကြိုးဆိုတာကတော့ luxury ဆန်နဲ့ဒီအမဲရောင်ခန်းကြီးနေပြီးတော့ရွှေရောင်ခန်းကြီးကိုစပြီးတော့ဝင်သွားမယ်ပြီးရင်တော့ဓာတ်လေကားမှာဆိုလို့ရှိရင်လေကိုတိုင်းကစောင့်နေတဲ့ဒါကိုစောင့်ခေါ်ပြီးတဲ့သူတွေလည်းရှိရဆိုတော့55လွာကိုစပြီးတော့တက်သွားပါမယ်အဲ့တော့55လွာရောက်ပြီဆိုတာနဲ့နားဦးလာကတော့အရင်စပါတယ်အဲ့တော့ဒီ Arabica ရဲ့ထူးခြားချက်လေးကလုံးဝ white color ကိုပဲသုံးထားတယ်အဲ့တော့အဖြူနောက်ခံ base နဲ့ကြိုက်တဲ့ color နဲ့တွဲဆက်ပြီးဓာတ်ပုံရိုက်လို့ရတယ်ဆိုတာကိုတော့ပြောပြပေးခြင်းနဲ့ဒီကိုလာမယ်ဆိုလို့ရှိရင်တော့နည်းနည်း color လေးကိုနည်းနည်းအဖြူတောင်းနောက်ခံနဲ့လိုက်မဲ့ color လေးကိုရွေးချယ်သင့်ပါတယ်အဓိကကတော့ဒီရှုခင်းကို55လွာကနေမြင်ရပြီးတော့ coffee တောက်ရတဲ့ feeling ကိုခံစားစေခြင်းလို့ဒီ55လွာမှာဖွင့်ထားတာပါဒါပေမဲ့ Arabica ရဲ့ espresso ကိုတော့ကျွန်တော်ရဲ့တကူကြီးတခါရတော့လုံးဝမကြိုက်ပါဘူးပြီးတော့ဒီတခြားမုတ်တွေပေါ့နော်ခွတ်စွန်းတော့အစားဈေးများတယ်အဲ့တော့အဓိကတော့နေရာကောင်းလို့လူကြိုက်များသွားတာပေါ့နော်အဓိကတော့ဒီ55လောက်မှာဖွင့်လိုက်တာမို့လို့ပဲလူလာတာများပါတယ်ပြီးတော့သူ့ရဲ့ဒီ Arabica ရဲ့ signature တွေအားလုံးကို show ပြထားပြီးတော့အကုန်လုံးကိုသူကရောင်းပါတယ်အဓိကကတော့ဒီမှန်ကြီးရဲ့အခြားတစ်ဖက်မှာဆိုလို့ရှိရင်ဒီမဟာနခွန် skywalk ကိုမြင်ရပြီးတော့နောက်ခံထားပြီးတော့ဓာတ်ပုံရိုက်လို့ရတဲ့ feeling ကိုကြိုက်လို့လာကြတာပါဒါကြောင့်မလို့ဘန်ကောက်ကိုရောက်တယ်ဆိုလို့ရှိရင်တော့ဒီလိုနေရာလေးတွေကိုဓာတ်ပုံရိုက်ဖို့အတွက်လာဖို့အတွက်ပြောပြပေးခြင်းနဲ့အမတ်တရဓာတ်ပုံတွေတော့ဖန်တီးလို့ရပါတယ်သူတို့ပေးတဲ့ service တွေကတော့မစိုးပါဘူးအကုန်လုံးကိုစိတ်ကြည်နမှုအပြည့်အဝရရှိစေပါတယ်အားလုံးကိုဆွဲဆောင်နိုင်တဲ့နေရာလေးတစ်ခုလို့ပြောလို့ရပါတယ်ဒီနေ့ရဲ့ vlog ကတော့ဒီလောက်ပါပဲအဲ့တော့နောက်ထပ်ဆိုင်တွေဘယ်ဆိုင်တွေဖြစ်မလဲဆိုတော့ကျွန်တော်ရဲ့ vlog တွေကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာအားလုံးပဲတတား